လူတွေတော်တော်များများကလီယိုနယ်မက်ဆီကဘာလို့ဘာစီလိုနာမှာအခြေချကြီးကစားခဲ့တာလဲဆိုတာနဲ့တခြားသောလေးတွေတခြားသောအသင်းတွေမှာမကစားနိုင်တာလားဆိုတာကိုအဲ့ဒီအခြေကမီဒီယာတော်တော်များများရဲ့ဝေဖန်တိုက်ခိုက်မှုတွေအများကြီးရှိခဲ့ပါတယ်ကျွန်တော်တို့ခင်ဗျားတို့တခုတည်ထားရမှာကလီယိုနယ်မက်ဆီကဘာစီလိုနာအသင်းနဲ့ပဲဆိုင်ရန်ကျန်းလာပါပြီဆိုတဲ့အသင်းတွေကိုရိုက်လာခဲ့တဲ့ကောင်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာခရက်တက်ဘာမီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်လီယိုနယ်မက်ဆီကိုတခြားအသင်းတွေစီကနေကမ်းလှမ်းမှုတွေအများပြားရခဲ့ပေမဲ့လီယိုနယ်မက်ဆီကဒီအသင်းကိုသိစားရှိခဲ့ပြီးဘာစီလိုနာကိုလည်းသူ့အေလိုမကြခဲနာညှော့ဆွလေးရှိပါတယ်ဘာစီလိုနာနဲ့လီယိုနယ်မက်ဆီတို့အတူရှိလာတာအတော်လေးကိုကြာခဲပါပြီသူတို့ကဘယ်တော့မှခွဲလို့မရလောက်ပါပဲတက်ချီချီမှာတော့ဖိလာနိုင်ပါတယ်ဒါပေမဲ့တခြားသောကလပ်တွေကိုသူဘာလို့ညှိမက်ခဲလဲဆိုတာကျွန်တော်တို့စဉ်းစားကြည့်ရရင်တော့သူငငယ်လေးကတည်းကသူတို့မိသားစုကကက်တလိုနီးယားပြည်နယ်မှာအခြေချနေခဲ့ပြီးဘာကာကသူ့ကိုလုတ်ပေးခဲ့တာတွေကိုလည်းသူကမြင်ထားတယ်အထူးသဖြင့်သူငငယ်ကသူ့ရဲ့ကျမ်းမာရေးကိစ္စမှာပေါ့ဘာစီလိုနာကသူ့ကိုအများကြီးပံ့ပိုးပေးခဲ့တယ်ဗျာဒါကိုမီဒီယာတချို့ကသိပြီးတော့မဖော်ပြခဲ့ကြပါဘူးသူဒီအသင်းမှာရှင်းနေကြရှိနေတာကကျွန်တော်တို့မသိသေးတဲ့အကြောင်းအရာတွေကလကာနောက်ွယ်ကအရာတွေကိုလီယိုနယ်မက်ဆီကိုတိုင်ကပဲသိနေမှာပါအင်္ဂလန်စပိန်အီတလီတို့လိုလက်တွေမှာဘောလုံးတိုက်တာတဲ့ရှောက်သူမကစားခဲ့တာကျွန်တော်လိုက်ခံပေးနေပါတယ်ဒါပေမဲ့လီယိုနယ်မက်ဆီကလီကူဝါမှာမတောက်ပခဲ့တာမဟုတ်ပါဘူးသူကဘာစီလိုနာအသင်းနဲ့ပဲအင်္ဂလန်ပရီးမီးယားလိလိုခတ်ခဲတဲ့လက်တွေကအသင်းတွေကိုရိုက်လာခဲ့တာပါမီဒီယာတွေကဒါကိုအကြက်တဲဘောမဖော်ပြခဲ့ကြပါဘူးလီယိုနယ်မက်ဆီရဲ့ကြော်ကြားမှုကအလွန်ကိုမှတိတ်ဆင်လုံးအကြည့်တာကမှုတ်တိုင်းမလာခင်လေးညီနေသလိုပါပဲဒါကတော့လီယိုနယ်မက်ဆီရဲ့ဘွားစားကြောင့်အပိုင်းဆက်ကောင်ဖြစ်ပြီးအပိုင်းဆက်ရှိကုန်တဲ့နေ့မှတည်းဆွဲပေးသွားမှာမို့လို့သဘောကျရင်လည်းဒီနဲ့ share လေးပါနှိပ်ပေးသွားဖို့တော့ဆိုချင်ပါတယ်ခင်ဗျာ brother တို့က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ် TikTok ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ကျွန်တော်အတွက်လည်းဆိုတော့ latest channel comment တခုခုဆင်ပေးတာလေးမှတ်ခဲ့ပေးဖို့တော့ဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီပေးသွားလို့ရပါတယ်နောက်ပြီးဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမို့လို့ subscribe လေးပါလုပ်ပေးသွားဖို့တော့ဆိုချင်ပါတယ်